အားလုံးပဲမင်္ဂလာပါစုံမွန်ဒုတိယနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရရှင်ဗီဒီယိုလေးတွေလည်းတောက်ချမသိဖြစ်တဲ့အတွက်အားလုံးကိုတောင်းပန်ပါတယ်နော်ခုရက်ပိုင်းမအားနေတာကြောင့်ရေးပြီးတော့ကျွန်တော်ပိတ်ရက်တည်ရှိရဲ့ဘက်တွေဆိုလို့ရှိရင်ဒုတိယမတင်ကြုံပေါ့နော်ဒီတစ်ပတ်ကနေစပြီးတော့နောက်ထပ်9ပတ်အတွင်းပိတ်ရက်မရှိဘူးလို့သိရတယ်အားကြောင့်ဗီဒီယိုလေးတွေကိုအရင်ကလိုပဲတစ်နေ့တစ်ပုံမှန်မှန်လေးတင်ပေးသွားမယ်လို့စဉ်းစားထားပါရှင်အခုကတော့ဒီဗီဒီယိုလေးမှာဆိုရင်ထုံးစံအတိုင်းစုမုံဒုတိယနေပြီးတော့တင်ပေးနေကြဗရိတ်ရဲ့အခွေရဲ့ပတ်တီရဲ့ဆိုပြီးတော့တင်ပေးလိုက်ပါပေါ့နော်ဒီဗီဒီယိုလေးမှာဆိုရင်တော့တစ်ခုပို့သွားတယ်အဲ့ဒါဘာလေးလဲဆိုလို့ရှိရင်ပတ်တီပေါ့နော်ပတ်တီကလည်း10ပတ်တီပါဗီဒီယိုလေးကိုဆိုလို့ရှိရင်ဝင်ကြည့်ပြီးသွားရင်ကြော်ပြီးတော့မကြည့်ပဲနဲ့အစားအနေဆုံးကြည့်ပြီးတော့တောင်းပန်ပါတယ်ဘာလို့လဲဆိုတော့အစားအနေဆုံးကြည့်တော့မှနားလည်မှဖြစ်တာကြောင့်နော်တချို့ကျတော့ဗီဒီယိုလေးကိုကြည့်ပြီးတော့ဘာထိုးရမှန်းမသိဘူးလို့ပြောကြတယ်တကယ်ဆိုရင်ဒီဗီဒီယိုထဲမှာဆိုလို့ရှိရင်အခွေရယ်ဗရိတ်ရယ်ပတ်တီရယ်ကိုပဲအဓိကထားပြီးတော့ကြည့်ပါတော့ကျန်တဲ့အရာလေးတွေကကျတော့ဘာပြီးရင်ဘာလာတတ်တယ်ဘာပြီးရင်ဘာလေးထွက်တတ်တယ်ဆိုတာကိုတတိထားရအောင်ပဲတင်ပေးတာဖြစ်ပါတယ်ရှင်အခုကတော့ရာသီကူးပြောင်းလဲဖြစ်သွားပြီနေရာတီကနေပြီးတော့မိုးရာသီကိုလည်းရောက်လာပြီဆိုတော့ရာသီကူးပြောင်းမှာအားလုံးပဲကျမရေးကိုဂရုစိုက်ကြပါရှင်ကျမတို့တွေကကျမရေးကောင်းတော့မှလုပ်တွေလုပ်နိုင်မယ်လုပ်တွေလုပ်နိုင်မှပတ်စံနေရှာနိုင်မယ်ပေါ့နော်ပတ်စံနေများရှာနိုင်မှကိုဖြစ်ချင်တာကိုလုပ်ချင်တာကိုလုပ်လို့ရမယ်နောက်ပြီးတော့လှူနိုင်တတ်နိုင်မယ်ပေါ့နော်ပြီးတော့စိတ်ရင်းစေတနာကိုကောင်းကောင်းထားကြပါစိတ်နဲ့တူတဲ့ဘဝကိုပဲလူတိုင်းရကြတာဖြစ်လို့ကိုယ့်ရဲ့စိတ်လေးကအမြဲတမ်းကောင်းနေမှာတိုင်ရင်ကိုယ့်ရဲ့ဘဝလေးကအမြဲတမ်းကောင်းနေမှာပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးချစ်လေးချစ်ပါတယ်ကျမရဲ့ဗီဒီယိုလေးတွေကိုကြည့်ပြီးရင်လည်းကျမကိုအမြဲတမ်းတတိယနေပြီးတော့စုမွန်တူတီရဲ့ဗီဒီယိုလေးတွေကိုလည်း like and subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်အားလုံးကျေးဇူးတင်ပါတယ်တတား